တရုတ်နိုင်ငံတွင်အုံသီးမှဆပြထုတ်လုပ်တဲ့ဆိုတာတင်သိပါသလားပထမဆုံးသူကအုံသီးတွေကိုခွဲဖွင့်ပြီးအုံရည်ကိုထုတ်ယူပါတယ်ပြီးရင်အခွန်ကိုခွာပြီးကြံကြီးတဲ့အသားတွေကိုချစ်ထုတ်ပါတယ်အမြန်ဆေးကြောပြီးတဲ့နောက်တရုတ်ရိုးရာထုံထောင်းတန်နဲ့ထူထောင်းလိုက်ပါတယ်အုံသီးတွေထောင်းပြီးသွားတဲ့အခါအုံတို့လက်ဖို့အချိန်ရောက်ပါပြီကြောက်စုံကိုအသုံးပြုပြီးအုံသီးရဲ့အရည်ကိုညှစ်ထုတ်ပါတယ်ထွက်လာတဲ့အုံတို့ကိုနေဘူးထဲမှာထားလိုက်ပါတယ်ကြံရှိတာကတော့အုံတို့ခရီးဖြစ်ပါတယ်တင်းတော်တဲ့ပစ်ချွဲမှုရဖို့နောက်ထပ်တင်ရက်နေဘူးထဲထားရပါသေးတယ်အမျိုးမျိုးသောပုံစံတွေဖန်တီးဖို့အတွက်အုံတို့ခရီးကိုအရေးပြောအောင်လုပ်ပြီးအုတ်ခဲပုံစံရအောင်ပုံသွင်းကွက်ထဲလောင်းထည့်ပါတယ်။နောက်တစ်ဆင့်အတွက်တဘာဝအစီတစ်မျိုးလိုအပ်ပါတယ်။ဒီနေ့အတွက်တစ်တော်သီးပန်းပွင့်ကိုအသုံးပြုပါတယ်။ပန်းပွင့်တွေကိုလက်နှစ်ခူးပြီးဘန်းပေါ်တင်က9ရက်ကြာထားရှိပါတယ်။ထုတ်ကုန်ကိုခိုင်မာမှုပေးဖို့ပိုးကောင်အိမ်တွေကိုပြုတ်ပြီးရောစပ်မှုတွေထည့်သွင်းပါတယ်။အခုတော့ပါဝင်ပစ္စည်းအလုံးရရှိပြီဖြစ်လို့ရိုးရာအုံသီးအခြေခံစက်ပြားကိုလုံနိုင်ပါပြီ။တဘာဝပိုးကြီးကိုနိုယာရပ်ပေးနဲ့ရောစပ်ပါတယ်။ဒါဟာအန်ဒီရရှိတဲ့အရာပါ။အခုတော့ပန်းသီးအစီကိုအုံတို့ခရီးနဲ့ရောစပ်ပါတယ်။နောက်တစ်စစ်မှာပလဲမုံနဲ့တန်လွန်စီပါဝင်ပါတယ်။အရာအလုံးကိုရောစပ်ပြီးတညအလုံးထားရှိပါတယ်။နောက်ဆုံးမှာရောစပ်မှုကိုပုံတွန်းကွက်ထဲလောင်းထည့်ပါတယ်။တစ်ဖက်အကြာမှာစက်ပြားကိုအသေးစီတုံးလေးတွေဖြစ်အောင်လီးဖြတ်ပြီးအသုံးပြုကိုအစင်သင့်ထင်နေပါသည်